Hello မင်္ဂလာပါကျွန်မနာမည်ချေအိပါကျွန်မနာမည်အပြည့်စုံကတော့ဆီယမတော်အီဖြိုဖြစ်ပါတယ်အားလုံးကတော့ချေအိလို့ပဲခေါ်ကြပါတယ်အဲ့တော့ကျွန်မဒီဗီဒီယိုလေးမှာဆိုလို့ရှိရင် Grade 1စနစ်တဲ့အင်္ဂလိပ်စာကိုသင်နေတဲ့ဆီယမတွေကျွန်မလေးစားချစ်ခင်ရတဲ့ကျွန်မမိတ်ဆွေမေဟောင်မေးတဲ့ teacher တွေအားလုံးအတွက်ကိုအဲ့တော့ဒီသင်ကြားရေးနဲ့ပတ်သက်တဲ့ဘ ഹു တုတလေးတွေပေါ့နော် teaching tips အနေနဲ့မျှဝေပေးချင်တာလေးရှိတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုအဲ့တော့ဖန်တီးထားခြင်းပဲဖြစ်ပါတယ်။အဲ့တော့ကျမတို့ Grade 1စနစ်တဲ့အင်္ဂလိပ်စာကိုသင်ပြီဆိုတဲ့အခါကျရင် Grade 1စနစ်တဲ့အင်္ဂလိပ်စာရဲ့ပထမအဆုံး Unit 1မှာဆိုရင်သူက listening နဲ့ speaking ကိုသူကအဓိကဒါလေးတွေကိုအဓိကကျမတို့ training လေးကိုစပြီးတော့ပေးထားတယ်ပေါ့နော်။ဘာသာစကားရဲ့အစကသူဒီနှစ်ခုပဲပေါ့နော် listening နားထောင်မယ်ပြောမယ်နားထောင်မယ်ပြောမယ်အဲ့ဒီပုံစံ။ဒါပေမဲ့သူက Unit 2လောက်ကနေ Unit 1မှာဆိုတော့ကျမတို့တယောက်နဲ့တယောက်နှုတ်ဆက်တာလေးတွေမိတ်ဆက်တာလေးတွေအပြန်အလှန်လေးတွေကိုအခြေခံအဖြစ်တွေ့ရပြီမယ် Unit 2လောက်ကနေစပြီးတော့သူကဝေါ်ဟာရစကားလုံးလေးတွေကိုလည်းပေးထားတယ်နောက်တစ်ခု text တစ်ခုလုံးရဲ့အနှစ်ချုပ်ကသူကဒီပေါ့နော် alphabet ဒီ A to Z A to Z အထိကိုမှသူကတောက်လျှောက်အခန်းလေးတွေကိုသူက capital နဲ့ဒီ upper case နဲ့ lower case နဲ့ကိုသူကရှင်းပြီးတော့လဲတင်ပေးသွားတယ်နောက်သက်ဆိုင်ရာအဲ့ဒီalphabet နဲ့ပတ်သက်တဲ့စကားလုံးလေးတွေပေါ့နော်အဲ့ဒီစကားလုံးလေးတွေကိုသူကနှစ်မျိုးနဲ့တင်ပြပေးသွားတယ်ပထမတစ်မျိုးကကျတော့သူကမြင်တာလေးတွေကိုပြောတတ်အောင်တင်ပြပေးတယ်နောက်တစ်ခုကကျတော့သူကကြားတာလေးတွေကိုပြန်ပြီးတော့ပြောတတ်လာအောင်သူကတင်ပြထားတဲ့ပုံစံမျိုးလေးပေါ့ဒါပေမဲ့ပြန်တင်တဲ့အပိုင်းတွေကိုကျမတို့လေ့လာဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့ပြန်တင်တဲ့အပိုင်းတွေမှာကျမတို့ကသူစာအုပ်ထဲမှာပုံလေးတွေကိုပြထားတယ်ဥပမာသူကဒီ vocabulary ကိုတင်ပေးရမှာပေါ့နော်ဘာသာစကားဆိုတာကလေးတွေကသူ့ရဲ့အမြင်မှာရှိနေတဲ့စကားလုံးလေးတွေကိုသူက English လိုပြောတတ်မှတာလေခေါ်တတ်မှတာလေနာမည်ပြောတတ်မှတာလေစာကြောင်းထဲမှာသူထည့်ပြီးတော့ပြောနိုင်မှာပေါ့နော်ဆိုသူစကားလုံးလေးတွေဝေါ်ဟာတာတွေစုတဲ့ level ပဲရှိသေးတယ် grade 1ကအဲ့ဒီခါမှာကျမတို့ပုံလေးတွေမှာပါမယ် BL ball APPL apple သက်ဆိုင်ရာဒီ unit အလိုက်ပေါ့နော်စကလုံးလေးတို့သူကထည့်ထားမယ်ဥပမာ DOG dog CAT cat စသဖြင့်အဲ့လိုထည့်ထားမယ်ထည့်တဲ့အခါမှာများသောအားဖြင့်အဲ့ဒီသင်ခန်းစာရဲ့အဓိက intentions ရွယ်ချက်ကကလေးတွေကိုသူတို့ရဲ့ပတ်ဝန်းကျင်မှာသူတို့နဲ့အများဆုံးထိတွေ့မှုရှိတဲ့ဒီဝေါ်ဟာရစကလုံးတွေကိုမြင်တာကိုသူတို့မြင်နေတဲ့အရာတွေကိုပြောတတ်အောင်သင်ပေးဖို့အတွက်ရွယ်ချက်အနေနဲ့ထည့်ထားတာပေါ့နော်ဒါတော့ကျွန်တော်တို့က language သင်နေတဲ့ language teacher တယောက်အနေနဲ့အဲ့ဒီ site ဘက်ကနေကြည့်တဲ့အခါမှာဒီလိုပုံစံကိုသွားပြီးတော့အကဲခတ်မိတယ်ပေါ့နော်ဒါပေမဲ့ပြန်သင်တဲ့အခါမှာကျတော့ကျွန်တော်တို့ကအဲ့ဒီ text ထဲကပုံကိုပဲဒီတိုင်းပဲအဲ့တော့ DOG dog ခွေးCAT cat ကြောင်းဆိုပြီးတော့ဒီလိုပဲတင်လိုက်တယ်ပေါ့နော်တင်လိုက်တော့အဲ့လိုတင်တာမှားလားဆိုတော့မမှားပါဘူးဒီလိုပုံစံနဲ့တင်လိုက်တဲ့အခါမှာကလေးကဘာဖြစ်သွားလဲဆိုလို့ရှိရင်အဲ့တော့ CAT cat ကြောင်း DOG dog ခွေဟုတ်ပြီ English လိုလည်းတက်သွားတယ်မြန်မာလိုလည်းတက်သွားတယ်နှစ်ခုစလုံးတော့ရတယ်မှန်တယ်ဒါပေမဲ့ကျမတို့တစ်ဖက်ကစဉ်းစားကြည့်ရမှာကအဲ့လိုတင်လိုက်ယုံတဲ့ကလေးကအခုတင်လိုက်တဲ့စကားလုံးတွေကိုစက်နဲ့မှတခါတည်းသူသုံးသပ်သွားမလားအဲ့ဒီလိုတင်လိုက်တဲ့ပုံစံဒီကျမတို့ကလေးအတွက်ကိုနော် listening speaking skill နှစ်ခုကိုအထောက်ပံ့ရသွားပါမလားအဲ့ဒါကိုကျမတို့စဉ်းစားရမှာဒီတဲ့တင်ုံနဲ့မရအောင်နော်ဟုတ်တယ်နော်ဥပမာ BOK book နော် BOK book စာအုပ်လို့တင်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါပြီးသွားပြီလေအဲ့ခါကျတော့ကလေးကနောက်တစ်ချိန်မှာသူ့ရဲ့အကျိုးဆက်က BOK book ဆိုလို့ရှိရင်သူစာအုပ်သိတယ်ဒါပေမဲ့အဲ့ဒီ book ကိုသူဘယ်လိုမေးခွန်းမေးရမလဲအဲ့ဒါနဲ့ပတ်သက်တဲ့ဘယ်လိုပုံစံဖြေရမလဲဆိုတာကိုကလေးကဘာသာစကားနဲ့ပတ်သက်တဲ့အထီးတွေ့မှာကျတော့သူအရန်အားနေသွားပြီဒါကြောင့်မို့ကျွန်မကဒီမှာ teaching tips အနေနဲ့ပြောပြချင်တာကအဲ့လိုမျိုးပုံလေးတွေနဲ့ဇာတ်အကွက်လေးတွေမှာ၄ပုံပဲပါတယ်ပေါ့နော်အဲ့တော့၄ပုံနဲ့ပါတယ်အဲ့လိုအကွက်ကလေးတွေကိုသင်တဲ့အခါမှာ listening speaking ချိတ်ဆက်ပြီးတော့ကျွန်မတို့ကသင်ပေးဖို့လိုတယ်ဒါမှသာလျှင် unit တစ်ခန်းပြီးတစ်ခန်း lesson တစ်ခန်းပြီးတစ်ခန်းသင်လိုက်တဲ့အလျောက်ကလေးရဲ့ listening skill လည်းပိုတိုးတက်လာမှာဖြစ်တယ်လို့နောက်တစ်ခု speaking skill လည်းတိုးတက်လာမှာဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုဘာသာစကားရဲ့ကလေးတွေရဲ့ဒီ grade 1အခြေခံမှာဆိုလို့ရှိရင်ကျွန်တော်တို့ question asking skill မေးခွန်းမေးတတ်တဲ့ skill တွေကိုထည့်ပေးရမယ်နောက်တစ်ခုကျွန်တော် responding skill လို့လည်းခေါ်တယ် answering skill လို့လည်းခေါ်တယ်ပြန်ဖြေတတ်တဲ့ skill ဘာသာစကားဆိုတာအနည်းဆုံးကျွန်တော်တို့2ယောက်မှပြောတတ်တာအဲ့တော့ကျွန်တော်တို့အပြင်မှာမြန်မာလိုပြောမယ်ဆိုရင်တော့တယောက်ကမင်းနာမည်ဘယ်လိုခေါ်လဲဆိုတော့ငါနာမည်ကဘယ်လိုပေါ့အရင်သုံးစကားနဲ့ညမယ်နော်မင်းမမနေလဲငါဒီမှာနေတယ်ပေါ့အဲ့ဒါကဘာလဲဆိုဒါစာအုပ်ဒါကဘာလဲဆိုဒါအိမ်ဒါကဘာလဲဒါကြောင်စသဖြင့်ပေါ့တယောက်ကမေးမှတယောက်ကဖြေတာဘယ်သူမှမမေးဘဲနဲ့ကိုယ့်ကိုလာပြီးတော့တယောက်ထဲကတော့စကားမပြောနေဘူးလေဒါဘာသာစကားပြောတဲ့တဘာဝအရာပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့တော့တယောက်ကမေးခွန်းမေးတတ်တဲ့ skill နဲ့ပြန်ဖြေသူများကိုမေးလာလို့ရှိရင်လည်းပြန်ဖြေတတ်တဲ့ skill ကိုကလည်းသူများကိုပြန်လဲဖြေတတ်တယ်တစ်ဖက်သူကိုလည်းပြန်မေးတတ်တယ်အဲ့ဒီ skill တွေရအောင်ကျမတို့ကသင်ခန်းစာကတော့ listen and say ပုံစံမျိုးနဲ့ပေးထားတာမဟုတ်ပေမဲ့ကျမတို့ကအဲ့ဒီ listening speaking ကိုမရအောင်ချိတ်ဆက်ပြီးသင်ပေးတတ်ဖို့အရင်အရေးကြီးတယ်အဲ့လို chapter တစ်ခုချင်းစီရဲ့unit တစ်ခုချင်းစီရဲ့ lesson တွေကိုအဲ့လို listening speaking ချိတ်ဆက်သင်မှသာလေကလေးကသင်လေတက်လေပိုရလာလေ listening speaking ပိုရလာလေဖြစ်လာမှာဒါဆိုရင်ဟုတ်ပြီဥပမာအနေနဲ့ဥပမာ CAT cat အဲ့လိုဇာတ်မှာ C အကြောင်းကိုသင်တဲ့အခါမှာ CAT cat လို့တွေ့မှာဆိုပုံလေးမှာနော် what is it နော်ဒါ what is it နော် was this လဲရတယ်ဒါမှမဟုတ် what is it လဲရတယ်နော်အဲ့တော့အများဆုံးအဖြစ်တော့ was this လို့သုံးကြတယ်ပေါ့နော် was this မေးခွန်းလေးတူလို့မေးလိုက်မယ် was this နောက်တစ်ခုကကျတော့ it is a cat was this it is a dog was this it's an apple
စသဖြင့်ပေါ့နော်ဒီလိုပုံစံလေးအဲ့တော့သူကဒီမေကွန်းကိုလည်းအရှင်မေးလို့ရတယ်လို့ရှိတယ်လို့ဒီ grade 1 level နဲ့ညီတယ်မေကွန်းအတူလေးတွေမေးတဲ့ပုံစံရှိတယ်ထိုနည်း၎င်းပဲပြန်ဖြေတဲ့အခါမှာလည်း grade 1 level ကလေးတွေကဆက်နက်ကတင်လိုက်ကြတဲ့တခါတည်းအရန်ရှည်သွားရင်လည်းကလေးကဒီဆက်နက်ကိုသူတို့အတက်မလုပ်နိုင်ဘူးအဲ့ဒီခါမှာသူတို့ပြောထွက်တဲ့အဆင့်ဆိုအရန်ဝေးသွားတယ်အဲ့ခါမှာအဲ့တော့ကျမဆိုလို့ရှိရင်ဘယ်လိုပုံစံတင်လဲဆိုအဲ့ grade 1 ကလေးကို listening speaking ချိတ်ဆက်ပြီးအဲ့မျက်နှာကိုပြောတဲ့သင်ခန်းစာတွေအောင် listening speaking ချိတ်ဆက်တဲ့အခါမှာအဲ့တော့အတူဆုံးနဲ့နားလည်ရအလွယ်ဆုံးနဲ့သူတို့အတွက်ပြောထွက်ဖို့အတွက်အရန်လွယ်တဲ့question မျိုးကိုမေးတယ်ပြန်ဖြေတဲ့ပုံစံမျိုးကိုလည်းအဲ့လိုပုံစံမျိုးကျမကဒီနမူနာပြရတယ်ပေါ့နော်နမူနာပြတဲ့အခါမှာသူတို့ကလည်းဘာသာစကားသင်တဲ့ဆရာကိုဒီတိုင်းပဲ imitate လုပ်ပြီးတော့လိုက်ပြောလာတဲ့အခါမှာသူတို့ပစ္စည်းလေးတွေဒီဟာပါလဲဟိုဟာပါလဲဒီဟာပါလဲဟိုဟာပါလဲအဲ့လိုမေးလိုက်တဲ့အခါကျဖြေတဲ့ကလေးလည်းဒါကတော့ဘာဟိုကတော့ဘာဆိုတာမျိုးဒီစကလုံးကိုစကလုံးတိုင်းပဲတစ်လုံးနဲ့ပဲ CD ခက်ကြောင် BOK book စာအုပ်ဒီတိုင်းပဲသိသွားတာမျိုးမဟုတ်ဘဲနဲ့ဒီအရာနဲ့ပတ်သက်တဲ့အကြောင်းအရာကိုသူများကိုလည်းမေးတတ်သွားတယ်ဒီစကလုံးကိုအသုံးပြုပြီးတော့ပဲပြန်ပြီးတော့ဖြေတတ်သွားတဲ့အခါမှာဘာသာစကားနားထောင်နေဆိုရင် English ဘာသာစကားနားထောင်နေဆိုရင်လည်းတိုးတက်လာတယ်ပြောတဲ့ဆိုရင်လည်းတိုးတက်လာတယ်ဆိုတော့ဒါဆိုရင်အဲ့လိုတိုးတက်မှသာလေကျမတို့ကဒီစနစ်တဲ့အင်္ဂလိပ်စာသင်တဲ့ရွယ်ချက်ကိုကျမတို့ထိမိမှာပေါ့အဲ့ဒီရွယ်ချက် target ကိုကျမတို့ကထိမှာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့စကားလုံးကို meaning ချက်ပြီးတော့ဒီတိုင်းပုံစံမျိုးဒီချက်ခိုင်းတယ်လို့ကျွန်မမဆိုလို့ပေါ့နော်မြန်မာလိုနဲ့ English လိုပြောလိုက်တဲ့အခါမှာဒီဘာသာစကားထဲမှာတကယ်လက်တွေ့ပြောဖို့ကြအရန်ဝေးသွားတယ်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကကြတော့ကျမတို့မြန်မာနိုင်ငံကဒီကလေးတချို့ကလေးတွေကိုမပြောဘူးပေါ့နော်တချို့ကလေးတွေကကျအင်္ဂလိပ်စာနဲ့မိုးလင်းမိုးချိုထိတွေ့ပြီးမှမိသားစုနဲ့ English လိုပြောတဲ့မိသားစုနဲ့ကြီးပြင်းလာတဲ့ကလေးတွေလည်းရှိတယ်ဒါကတော့ချွင်းချက်ဒါပေမဲ့အဲ့တော့ကလေးအများစုကနော်အဲ့တော့ English လို့လုံးဝကြားဖို့နေကြလည်းမဟုတ်ဘူးအဲ့တော့ English စာနဲ့အထီးတွေ့ရမ်းနေတဲ့ကလေးအုပ်စုတစုကကျမတို့မြန်မာနိုင်ငံမှာရှိတယ်အဲ့လိုကလေးတွေကိုကျမဆိုလိုတာပေါ့နော်ဟာရပြီးသားကလေးတွေရှိတာပဲဆိုပြီးတော့အဲ့လိုမျိုးcomplain လုပ်ဖို့မဟုတ်ဘူးရပြီးသားကလေးတွေအတွက်လည်းဒီဗီဒီယိုကဖန်တီးထားတာမဟုတ်ဘူးပေါ့နော်ဆိုတဲ့အခါမှာ English စာကိုဒီအကြအရန်နဲတယ်ဘာလို့ဆိုရုံးသုံးဘာသာစကားမြန်မာလိုဖြစ်တဲ့အတွက်ကြောင့်ကလေးတွေကအပြင်ကိုထွက်လိုက်ပြီဆိုတာနဲ့English လိုပဲကြားရမယ်အဲ့တော့ English လိုပဲပြောမယ်ဒါပဲအဲ့ခါကျတော့ English လိုကြားတာနဲ့ပြောတာနဲ့sorry အပြင်ထွက်လိုက်တာနဲ့မြန်မာလိုပဲပြောမယ်မြန်မာလိုပဲကြားမယ်ပေါ့နော်အဲ့တော့ဒီ English လိုပြောတာနဲ့ကြားတာကစာသင်ခန်းထဲမှာဆရာမနဲ့သူသင်ကြားနေတဲ့အချိန်လောက်ပဲအဲ့ဒီအချိန်လောက်ပဲနဲတယ်ပေါ့ဆိုတော့အဲ့ဒီခါမှာကလေးကိုများများကြားလာအောင်လဲကျမတို့တာဝန်ပဲများများပြောထွက်လာအောင်လို့လဲကျမတို့ကတာဝန်ပဲဟိုကလေးကဒီဆီဆဲမတင်ပေးတဲ့ဟာကိုပဲဖန်တရားတီအောင်လိုက်နားထောင်တဲ့အခါမှာဒါတွေပဲသူတို့လိုက်ပြောနိုင်လာတာ။ဘာနဲ့တော့တူလဲဆိုလို့ရှိရင်ကျမတို့ကိုယ်တိုင်မြန်မာဘာသာစကားပြောတဲ့အခါမှာလူကြီးတွေပြောတာပဲအတူတူပဲအခုချိန်ကြီးလိုက်ပြောနေတယ်ပဲကိုယ်တိုင် train ပြီးပြောတဲ့စကားတစ်လုံးမှမရှိဘူး။အဲ့ဒီရဲ့သဘောတဘာဝအတိုင်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့ grade 1 English စာကိုသင်နေတဲ့ကျမလေးစားချစ်ခင်ရတဲ့မြန်မာနိုင်ငံအမျိုးမျိုးအနေနဲ့အသီးသီး teacher တွေပေါ့နော်။အဲ့တော့ဆရာမတွေအကုန်လုံးအတွက်ကိုကျမကဒီဗီဒီယိုလေး teaching tips အနေနဲ့အဲ့တော့ဂုဏ်ယူစွာမျှဝေလိုက်ပါတယ်။အဲ့တော့သင်ခန်းစာတွေအကုန်လုံးကိုသင်တဲ့အခါမှာမျက်နှာကိုပြောတဲ့သင်ခန်းစာဖြစ်ဖြစ်ကြားတာကိုပြောတဲ့သင်ခန်းစာဖြစ်ဖြစ်အဲ့ဒီ skill နှစ်ခုကိုပေါင်းစပ်ပြီး listening speaking နှစ်ခုကိုချိတ်ဆက်ပြီးတော့သင်ခန်းစာကိုထပ်ခါတင်နေပဲဆိုလို့ရှိရင် grade 1 သင်ရိုးတစ်ခုလုံးလည်းအပြီးကလေးကလည်း listening speaking skill ကိုအများကြီးပဲတိုးတက်ပြီးတော့အထိုက်အလျောက် communicate လုပ်နိုင်တဲ့ level ရောက်ရှိလာမှာဖြစ်ပါတယ်အဲ့တော့တကယ်လို့ grade 1 စနစ်တဲ့အင်္ဂလိပ်စာကိုနော်အဲ့တော့တင်တာအတွေ့အကြုံလည်းအရင်မများသေးဘူးဒါမှမဟုတ်လို့ရှိရင်အချိတ်ဆက်နဲ့တင်တဲ့ပုံစံလေးကိုလည်းကိုကမလေ့လာရသေးဘူးဆိုလို့ရှိရင်ခြေကိုယ်တိုင်တင်တဲ့ပုံစံလေးကိုလေ့လာလို့သူတွေအတွက်ဆိုလို့ရှိရင်တော့ခြေကိုယ်တိုင်ရေးသားပြုစုထားတဲ့ grade 1 စနစ်တဲ့ English text အုပ်လုံးကို integrated course ပုံစံမျိုးနဲ့set up အောင်တင်တဲ့နီးပေါ့နော်ဘလို့တင်မလဲဆိုတဲ့ဆရာကိုင်းစာအုပ်ကလေးဒီစာအုပ်ကလေးကအဲ့တော့တင်ကြားရေးနယ်ပယ်ကဆရာမတွေအတွက်ပဲအဓိကရေးသားပြုစုထားတဲ့ teacher training စာအုပ်ကလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကျောင်းသားမိဘတွေအတွက်တော့မတင်တော့ပါဘူးเนาะအဲ့တော့ဒါ teacher training စာအုပ်ဖြစ်တဲ့အတွက်ကြောင့်ဒီစာအုပ်ကလေးကိုဝယ်ယူတယ်အဲ့တော့ဆရာမတွေတောင်းမှပဲစာအုပ်ကိုသင်ခန်းဒီမှာကြည့်ပြီးတော့သင်ရုံနဲ့ဆိုရင်ဘာမှမထိရောက်ဘူး teacher training ဖြစ်တဲ့အတွက်ကြောင့်ကိုယ်တိုင်ပြန်တင်တတ်တဲ့ထိရောက်အောင်အချိန်ပေါင်းများစွာ practice လုပ်ပြီးမှသာလျှင်အချိန်ဆက်မိမိနဲ့ပြန်တင်တတ်သွားစေမယ့်စာအုပ်ကလေးလည်းဖြစ်ပါတယ်ဆိုတာလို့ကျွန်မအနေနဲ့ပြောပြရစီအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းပြည့်စုံကြပါစေအဲ့တော့သင်ကြားရေးမှာလည်းအောင်မြင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် bye bye